Dengan dog ini kalau ada di mobil ini mah mau ada telung sih dia, semua mesti dong. Menu mau suka apa? Apa mau lah? Ini aja tadi subuh ini lengali ke bawah ini. Ini lengali dan menu di sini mau ada ni. Ini sudah di Mela tahu, Meta tahu, Elena tahu, message jam percaya. Jadi mari musuh. Solo ya di sini mau ada ni. No, ada terlalu. No, ada ni dah menu ni jamu. Ini macam orang ni dah menu. No. Kami kalau saya ini orang menu ni jamu apa? No. 我是上午来讲的，但是你不你也来讲的，这房子来讲的。Nalong sama thada sama ni kan nalong se ne pa la lo chi se ka lo ni ta de na sa ma da lo
လာတဲ့နေ့ကလမ်းကြီးအချိန်ကြောင့်ဟာဘုန်းကြီးတော်တော်နာကမန်းနေလုံးတယ်အလေးလေးသာမရတော့မနေတော့ဘူးတော့ဦးစင်းတာမလို့လည်းမင်းတို့ကလည်းအောက်ဆုံးကိုထွက်လာအောင်မယ်我要我爸爸做的那个，我弟弟做的老早的。我们做那个，哎，对了，对嘞对嘞，来几米？那老师嘛，阿天打这把米干呢，哎，你咋弄啊？咯？我是弄啊，不咯？咋弄我就没得知道，你干嘛来几个？你们咋弄的？我是来一个这个喏。讲起来的话，咱们也希望的，嘟嘟吧的，不然我今天就别这么点了，好，都别那个，那老师嘛，才打这把米干的，不是说那老师的拿了去。အထက်ကလုံးဒီမာအတွက်အမြဲတမ်းဖြစ်နေတယ်။နော်ဥမာဆက်ကြဖို့ဒီလုံးကအရှင်လေးဒီလုံးကအသေးလေးအဲ့တော့ဒီမှာမာရင်းတိုက်တော့အထက်မှာသက်သာမိကန်ပြီးတော့အထက်လုံးဒီတားကျက်ပဲဟုတ်လားဒီအောက်ကောင်ဒီပြည်သားဖြစ်တယ်ဒီမာရင်းတို့သူတွေကမန်ဒါဆိုရင်ဒီမှာတောင်းတာတားလိုက်လို့ဆိုရင်တမက်တာတမက်နာလို့ဖြစ်သွားတယ်ဟုတ်လားဒါမမှန်ဘူးဒါကြောင့်အပေါ်ကနားတဲ့ဒီနားအတွက်နေရတယ်လေဒါကြောင့်တမန်တာလို့ပြောတယ်နော်ဒါလေးကိုပြန်ပေါင်းကြည့်လို့ရတယ်နောက်ပိုင်းမှာဦးစင်းစာလုံးမေလာတော့ဒီကစာလုံးကိုဒီလိုထောက်ပြီးတော့တရားပြောလို့ဒီမှာနော်အဲ့ဒီကဘယ်လိုဖမ်းမလဲဆိုတော့ကြည့်ကြအောင်ပေါ့ဒီနေ့တော့မေးရှိမှမေးပါမယ်နောက်နေ့ပြောတော့မှာတော့ဒီအမတ်တော်မေးတစ်ခုအဲ့တော့ကမန္တာတို့တရားဥပမာတွေအများကြီးရှိပါတယ်မှာစုံနိုင်ပြောပါမယ်နော်နောက်တစ်ခုသဝေလေးတို့တတ်တဲ့မျိုးခရုစတဲ့ဗန်တဲ့အဲ့ဒီနေရာမှာကြတော့ဘာဝင်လို့ဆိုတော့မေတ္တာတဲ့မေတ္တာကိုဒီကကြတော့ဘလို့တောင်းဆိုတယ်ဆိုတော့ဒီမှာထုတ်တာကတော့မာစတာမြစ်လို့မြစ်ထုတ်တယ်နော်ဒီအတိုင်းလူကိုပြောတယ်ဒီအတိုင်းကိုတဝေထုတာတောက်တော့တယ်မိုင်းစတာနဲ့အတိုင်းကိုပြောတယ်ဒါကြောင့်ဒီမှာရတာကတဝေလေးတို့တတ်တဲ့မျိုးတဝေထုပါလေတတ်တဲ့ပါလေနော်ဖာယောစတဲ့တန်နဲ့အဲ့ဒါလည်းတော့စအတန်ပြောရတယ်မိုင်းစတာမဲဆိုတဲ့အတိုင်းကိုပြောတာနဲ့တက်နော်ဒီလိုပုံစံမျိုးကိုမေတ္တာပေါ်တစ်ခုမှတော့မိုက်တာလို့နေပြီးတော့ဒါတော့မှားပါတယ်
နောက်ပြီးမောတာရှိသေးတယ်ဘလူးနာမှန်လားဘယ်မှာလဲအောက်ကလာပေါ်လာအပေါ်မှာလည်းသူတွေလည်းညတော့မဆက်မကြောင်းနဲ့ဦးသိပြင်းနေတယ်အပေါ်ကလုံးနဲ့နိုင်နေဆိုရင်လည်းညတော့အပေါ်ကလုံးနဲ့ပါတဲ့သူများတယ်အဲ့ဒါအပေါ်မှာတယ်ဟုတ်တော့ဒီလိုဝင်မှာပါလေကရုဏာမဟုတ်ပါဘူးကရုဏာလို့ပြောပါလေကရုဏာမှာကနာကျင်လို့ကရုဏာကဒီမှာကရုဏာကိုဒီကောင်ကအငြိမ်းကရုဏာလို့ပြောတာကနာကျင်ကိုမထွက်ဘူးနော်ဂုရုကြီးတို့ကကြားဘူးလားတရားစကားလို့အဲ့ဒါဂရုကမြင်လာတာလေဘူးလို့ပြောတာသူကဒီအတန်တွေကဂုရုကိုဂရုဆိုတာအလေးကြီးဘူးလားနော်ဒီတန်တော့လည်းပြောဒါကတနာချင်းနဲ့ဘာမှမဆိုင်ဘူးဒါကြောင့်ဒီကောင်ဒီမန်းလေးအဲ့ဒါမှတော့အခုဒီမှာကြတော့ရတာနောက်တစ်ခုချင်းနေတဝဲလေးတို့နားတယ်မျိုးဖိုင်လို့ငါတတ်တယ်တဲ့ရပါလို့လေဒီမှာယူတော့ဦးရန်တန်ကိုယူတော့ဦးရန်တန်ကိုယူရတယ်ဦးရန်တန်ကြတော့ဒီလိုနော်တဝင်းလေးကိုနားတန်းမျိုးနဲ့ဒီမှာနားတဲ့ဒီမှာနားတဲ့နားတန်းလေးကကြတော့ဒီအတန်ထွက်တော့ဦးရန်တန်နော်တဝင်းလေးကိုနားတဲ့မျိုးအဲလိုနားတဲ့တဲ့နားအတန်ထွက်တော့တယ်အဲဒါကြောင့်ဦးရန်တန်လို့ထွက်တယ်နော်အဲ့ဒါလေးမှတော့လေတဝင်းလေးကိုနားတဲ့မျိုးအဲလိုနားတဲ့တော့ဦးရန်တန်မှာဒီဘာကောင်းလေးငါတတ်တယ်ပေါ့နော်ဒီအတန်ဆိုဒီဆိုတာမှတ်တယ်ဦးရန်တန်အဲ့တော့ကိုပြန်ရေးတွေကကြတော့ဘယ်လိုမျိုးလဲဒီလိုကြီးတော့ပေါ့ဦးရန်တန်ဒါကတော့ညီတော်တို့ကတစ်စုံနဲ့တော်တော်ဝိစတာပဲနောက်ဆုံးဒါအခက်ကြီးရတယ်ပေါ်လာတယ်လို့ဒါတော့ဒီစားစီပေါ်လို့တဝေးချတဲ့နေရာမှာကြောက်ဝစီတယ်ဒီကဘာဝင်တော့လဲတဝေးချအားပြဒီစားပြီးကြတယ်ခွန်တူးလို့ဓာတ်ပြီးကြတယ်သူကဒီမှာကြတော့ဒီဟာကိုဟောတူလို့တော့မခံနဲ့ဟောတူလို့တော့ပါလိမ့်မယ်မားတယ်ငါယူရတာကတဝေးကြီးချတန်းနေတာမကြဝစီတာနဲ့ဘလို့တော့လို့နေဆိုတော့ခွန်တူးတဲ့တန်ထွက်တယ်ဝစီတာထွက်ဖို့လို့ဟုတ်လားတဝေးကြီးချတဝေးတို့ပါတယ်ဒီမှာကြီးချပါတယ်အဲ့ဒီလိုသားရမျိုးလို့ရှိရင်တဲ့ဝစီတာထွက်ပါတဲ့အဲ့ဒါကြောင့်ဖို့တူလို့မခံနဲ့ကွန်တူလို့ခံတယ်ဟောနောက်တစ်ခုငါတို့မှမောတာကဒီအဘလို့ဖမ်းမလဲအဲ့တော့ဦးဇင်းတို့မြန်မာအတန်းနဲ့ယူတော့ဒီအများဟောတယ်နော်ဦးဇင်းတို့ယူလို့ရှိရင်တော့ဒီညာဒီတန်းဖက်ကြည့်လိုက်ဒီမှာဘာလို့ဆိုညာကနှလုံးဆင်းနေတာမဟုတ်လို့ဦးဇင်းတို့မှာညာဒီမှာညာတစ်လုံးရှိတယ်နော်ဒီလိုတစ်လုံးရှိတယ်အဲ့တော့ဒီဟာကညာရှိအိမ်မှာညာရှိမှာညာရှိဆင်းလိုက်တော့ပညာဆိုတာဖြစ်ဒီလိုမျိုးဖြစ်သွားတယ်နော်ဒါကြောင့်ညာရှိနဲ့ညာရှိဆင်းတော့တယ်လို့ပြောတော့အဲ့ဒါကြောင့်ပညာလို့ယူတာမဟုတ်ဘူးပညာအဲ့လိုမျိုးအတိုင်းထည့်ရမယ်တဲ့ဒါလေးတွေမှတ်တော့ပါအားတော့နောက်ပိုင်းမှာလေးစာပေတွေလေးလာရင်ကြည့်လာလိမ့်မယ်အဒိုဝါဆွေရာရင်ရပဲပြင်းရင်ကသဝတဝန်ဒီပွဲစီယအတန်အတရင်မာတဲ့ဒီတော့ကဘုရားတွေကတော့အများကြီးဘယ်လိုစက်ကြကြည့်ဒီမှာတော့ရင်းနေတာအများကြီးတော့ပတ်ကြလို့ယူရေပတ်ကြတော့နောက်တစ်ခုကစက်ကြတော့ဒီလိုခုယူရတယ်အဲ့တော့သူပြောတာကဝါဆွေ
ရာကြီးရာပဲဒီမှာအထူးနဲ့ပါပါလို့ပြန်ချက်လိုက်အထူးနဲ့ပါတာကအမအထူးဟာစီအထူးဝါစီရာကြီးရာပဲဒီလိုနေတာဒီလိုတော့တော့ဒီမှာဦးစီးကမင်းတို့ပြန်ရေးပြီးလို့ကိုယ်ပြန်စဉ်းစားနေရတယ်သူတို့ရေးတာမှန်တော့မှန်တော့ဆိုတော့ဝါစုနဲ့မျိုးကိုလိုက်နေဟာထူးရဲ့ဝါဆွေဝါစုနဲ့ကဘာလို့ဆိုတော့သတ်တော်ဒါကနမရာရေးနဲ့ကြတော့စကြရမင်းနဲ့ကြတော့အကြသူတို့ကအကုန်ရောင်းရနေဖြစ်နေတော့အဲ့ဒီကိစ္စဟာထူးပြည်လျင်ကနဝတာဝန်ကြီးပွင့်စီအတန်တယူမြင့်ပါတဲ့ဝါဆွေပြည်လျင်ကနဝတာဝန်ကြီးပွင့်စီအတန်တယူမြင့်ပါတဲ့ရာရေးပြည်လျင်ကနဝတာဝန်ကြီးပွင့်စီအတန်တယူမြင့်ပါရမင်းပြည်လျင်ကနဝတာဝန်ကြီးပွင့်စီအတန်တယူမြင့်ပါတဲ့ကြည့်မေဟာထူးရဲ့ကြည့်မေဟာထူးအင်းစင်းကပါရေးတော့သူကပြောတယ်မလားအတန်ဆိုတာကမိမိရဲ့အတန်ကိုပြောရဒီကောင်မှာရှိတဲ့မူလအတန်ကိုအတန်လို့ယူတယ်ဒီကောင်ကိုလည်းပြီးတော့တားပြလိုက်ရတာကအတလို့ယူတယ်အဲ့တော့အတန်ဆိုအမကိုယူလို့ဆိုတော့အမဒီတန်ကိုထွက်ရတယ်တချို့မှာတော့ဒီနေရာမှာတော့ဒီလိုထွက်လို့ဆိုဒီလိုလေးထွက်တယ်အမအဲ့တော့ဒီမကြိုက်ပါဘူးဒီလေးကြိုက်တယ်အဲ့တော့ဟာချိုးတွေ့ရင်းကအတန်ဆိုတော့အတန်ဆိုတဲ့မူလရဲ့အမကိုယူရတယ်ဒီကောင်ကိုရှင်းနောက်ကကောင်ကိုအတန်လေးတာသူ့မူလအတန်ကိုထွက်ရတယ်အဆိုတော့နော်အတန်ဆိုတာကတော့အကိုတန်မှုတော့လူပြီးတယ်အဲ့ဒါဒီတန်မှာထွက်ရတယ်ဒီကောင်နော်အတန်ယူရင်းမှာတဲ့ဒီဟာတစ်ခုကြည့်ပြီးနောက်ပြီးဟာထုတ်ပြီးဝါဆွေးကတ်တော်မှာကြားလို့ရှိရင်ဒီမှာပြောတာကပါဦးဇင်းတို့ပြောတဲ့အတန်ကကတ်တော်လို့ပြောတယ်တကယ်ကပြောရတာကကတ်တော်ကလည်းတစ်ခုတည်းတော်လို့တစ်ခုတည်းအခုဒီမှာရေးကြမယ်ကတ်တော်ဒီလိုဆိုတိုင်းကြီးကြတဲ့ဥပဒေတော့ကတ်တော်လို့မဆိုဘူးကတ်တော်ဒီကံဆွဲရတယ်နော်ဒါမှဒီမှာပါတာကဘာလဲဝါစုရပြီလားဝါစုပြည်လျင်ကနဝတာဝန်ဆိုတာကဒီဟာကိုယူရတာကံကြီးကိုတတ်တဲ့အတန်ဝင်လေးထွက်ရတယ်အတဆိုတဲ့အတဆိုတဲ့မူလတန်ဝန်ကိုအတန်ဝင်လေးထွက်ရတယ်နော်တချို့မှာတော့ဒီမှာတော့ဘယ်လိုယူလဲဆိုတော့ဒီဟာလေးယူတော့တယ်ဒါပေမဲ့ဒီမှာတော့အရာမယူတော့ဘူးခုနကအစောကယူတာပဲယူရတယ်တတ်တော်ပဲဦးဇင်းတို့လေးမောင်းတဲ့လာတယ်အများကြီးပါပဲဦးဇင်းတို့ကအခုကိုဆိုတာပြီးလို့မှတာဆရာသမားတော်နေတဲ့ပြည်ကအစုသားရအောင်အနောက်ဆောင်ရတော့ဒီပါအဘိုးကြီးလေးမပြီးသေးပါဘူးဟုတ်ပြီနောက်ဦးကြီးမေရာကြီးကျွန်းလေးကအတန်တယူနေမှာဆိုရာကြီးမှာကြည့်နေစက်ကြဦးဇင်းတို့ဆိုတဲ့အတန်နဲ့စီစက်ကြဟုတ်တယ်မလားစကြလို့ဆက်နေမှာပေါ့ဒါမဲ့ကြောက်လို့မဆွဲရဘူးတဲ့စကြဟုတ်လားဒါဆိုသူ့လင်္ကာနဲ့မကြည့်ဘူးလားသူကမူလအတန်ကိုလည်းဆွဲတယ်နောက်ပြီးအသားကိုလည်းယူရတယ်နောက်ပြီးတကြကိုယူပြီးတော့ဥစဉ်တို့ကဘယ်လိုယူရလဲတက်ကြလို့ယူရတယ်အဲ့တော့နောက်တစ်ခုကြည့်မယ်မိသားတစ်ကောင်လုံးတစ်ခုဘယ်လိုယူလဲဝါကြလို့ယူရင်ဟောတယ်ဝါကြလို့ယူရမယ်ဘာလို့လဲဆိုတော့ဒီစင်းရင်းနဲ့ညီဖို့အတွက်ပဲမှန်သလားဒါကဦးဇင်းတို့ဒါကတွေ့နေရတဲ့ဆောင်းမလားပါဠိဝါကြရေးလေအင်္ဂလိပ်ဝါကြတော့နောက်ပြီးစာရေးစာကိုဝါကြရေးခဲ့ပါတော့ဘာလို့ရှိမလားဝါကြလို့ဆိုရင်မောတယ်ဝါကြလို့ပဲသုံးတယ်
ကိုစလုံးမလေးဝတ်ကြလို့ဒါကြောင့်ဒါလေးကိုစီမတော့ပါဒီဟာလေးတစ်ခေါက်လို့ဆိုနေမတန်ပြီးတော့ဘူးဆိုဖြစ်အောင်စေမာတက်တာတက်ကမေရန်တဝေရေတို့နာတန်မျိုးဖေယုနာတက်တန်တဝေရေတို့နာတန်မျိုးဖေယုနာတက်တန်တဝေရေချတဲ့မိကမကြဝါဆွဲတန်မာရိုဝါဆွဲရရေရပြေတွေ့ရင်ကဒီလာလေးရအောင်ကျက်တော့ပါဒီနမူနာလေးတွေလည်းလာရေးထားပါပုံစံဒီနမူနာလေးတွေယူရပါအဲ့တော့ဦးစင်းမိနစ်စမ်းဖားကြည့်မိဒီမင်းတို့တွေကိုဒီတန်းလေးတော့ကြည့်ကြအောင်မင်္ဂလာမှုတော့နိုင်ရကြတယ်နော်သမဏခုလေးခဏတော့ကြမယ်စကားလုံးကိုရွေးပြီးတော့ပြောမှာနော်။မင်းတို့တွေကိုဦးစင်းကရိုင်းမိအောင်လို့ပြောမိစကားလုံးပဲ။တဝေလေးသူတတ်တဲ့မျိုးတဲ့အဲ့ဒီစကားလုံးနဲ့ညီတာမှာသာမင်းနာခေါင်းဓာတ်နေလို့တော့ဓာတ်ငယ်စာကြောင်းအောက်စုစုတန်းတော့ဝိဝါဒစ်တော့တဝေလေးသူတတ်တဲ့မျိုးတဲ့အဲ့ဒါကြောင့်အဘိဝါထက်တော်တဲ့တန်ဆွဲရမေးတဲ့မေတ္တာမှာဆွဲတယ်လို့နော်နောက်တစ်ခုကြည့်မယ်အဲ့ဒီအဘောတန်းကိုကြည့်တာအဆုံးမှာဇိတဝနံဩဘာတေတော်အဲ့ဒီဩဘာတေတော်ကဘယ်စီးနေတူတော့လဲဘာစီးတန်နဲ့မတူတော့ဘူးလားတူတော့တယ်နော်မင်းတို့တွေအဲ့ဒါတွေကြည့်ကြဖို့လို့ဒီစီးကဘယ်တော့မှမလွားဘူးအခုဘာနေလားနော်ဒီစီးကိုကိုတေချာကြည့်ပါဒီစီးလေးမှာပါလေဆိုတော့အာရုံစိုက်ရောအဲ့ဒါမှတော့လေအဲ့ဒါဘောမနဲ့ကြည့်တော့မင်းတို့ဒီလောက်ကြီးကြည့်လို့ရတဲ့လောက်ကြီးပဲအကြောင်းမနေနဲ့ပိုင်ရှိတော့တာအဲ့ဒါနောက်တစ်ခုကကြည့်လေအဲ့တော့ခုနကပြောတဝေးလေးဟုတ်ပြီတူတော့မတူဘူးဒါပဲပြောမယ်တဝေးလေးတို့နာတန်ညိုဖားယုံနာတန်နန်းလို့ပြတယ်မလားစာမျက်နှာချင်းကိုလာလိုက်တဝေးမထူးပြီမယ်လေထွေးတဲ့အတိုင်းနံပါတ်၄ကိုကြည့်နံပါတ်၄မှာဒုတိယအကြောင်းနာကုလာသကမ္မန္တာအဲ့ဒီမှာတွေ့လားကမ္မန္တာမှာဒီမှာဒီကောင်နဲ့နင်းလေးလို့ပြောတယ်ကမ္မန္တာဒီလိုမလားကမ္မန္တာကိုယူတော့အဲ့ဒီမှာကမ္မန္တာမှာဒီမန်ဒီညတာအတန်ခေါ်လို့ရတယ်ဖတ်မယ်ဆိုရင်သဘောပေါက်လားမန္နတမန်လို့ပြောလို့ရတယ်သူ့မောင်မန္နတမန်လို့ပြောလို့ရတယ်ဒီတန်ကညတာစာနဲ့ညတာကအတန်ဘုဒ္ဓဝရှိတာနော်အဲ့ဒါမှတော့အဲ့ဒါဘုံပေါင်းကြည့်လို့ရတယ်နောက်တစ်ခုလိုက်ရှာကြည့်မယ်မင်းတို့ဘုံကိုရှာကြည့်ကြဘသူရှိမလဲဒီဟာနဲ့စီးပြီးဒီမှာတွေ့နိုင်တဲ့ဇာလုံးတွေဘသူရှာမလဲရှာဒီစီးပြီးမှာပါတဲ့အတိုင်းစာမျက်နှာရှိမှရှာကြည့်ဒီဇာလုံးကိုတွေ့လေဦးစင်ပြောကြည့်ပါသလားဦးစင်ရဲ့လုံးမှာတော့မပါဘူးလို့ပဲတွေ့တယ်ဒီမှာလည်းပါတော့ရှိလား
ဒီဒီလိုစာမင်းနဲ့တော့ကျွတ်ကြမိုးလေးနဲ့နော်ဦးစင်းလေးမစားပြနိုင်တော့ဘူးဒါဆိုရင်ဒီကြပြလေးကိုတစ်ခေါက်ပြန်ပူတော်ပါအောင် ဘုရားကမှကမှာဒါနဲ့ယူလို့ရတယ်ဆိုတော့ကျွန်တော်ကတော့ယူတော့ဒီမှာတော့ကြည့်လို့ရတယ်သမန္တာနဲ့ကမ္မန္တာနဲ့နော်ကျောင်းစီနဲ့လို့ကြည့်ပြီးတော့ဟုတ်ပြီဒီနေ့ကတော့စားပြီးမင်းတို့ရေးစရာတွေကတော့တိုက်မပါတော့ဘူးနော်ဒီစာအုပ်ဒီမှာအကြောင်းလေးပြီးပြောရမှာပုံမြင်တွေကတော့ဒီစာအုပ်ဒီမှာမပါဘူးစာလေးစာအုပ်မှာမပါဘူးနော်